စိတ်လှုပ်ရှားစရာတွေနဲ့ပြည့်နှက်နေတဲ့ February အချက်လာလေးမှာဘယ်လိုမျက်လက်ဆန်ဆန် Valentine လက်ဆောင်လေးကပန်းရောင်နဲ့ဆောင်ဖို့စောင့်နေမလဲထူးခြားပြည်စုံတဲ့လက်ဆောင်တစ်ခုဖြစ်ဖို့ဆိုတာရင်ခုန်စရာခံစားချက်တွေရှိဖို့လိုတယ်လို့ပန်းရောင်ထင်တယ်သူတို့ဘယ်လိုဖြစ်တည်လာတယ်ဆိုတဲ့ခီးလန်းကြောင်းလေးတွေလည်းရှိတတ်တယ်လေအမရွေးတက်လိုက်တာနော်ပန်းရောင်ရဲ့အချက်လက်ဆောင်ရှာပုံတော်ခီးစဉ်လေးကတော့ Wave Pay နဲ့အတူပြည့်စုံသွားပြီရပါပြီမမနောက်ထပ် surprise တစ်ခုရှိသေးတယ်ပန်းရောင်ရဲ့ Valentine's Day ကိုပို့ပြီးတော့အတိတ်ပဲပြည့်စုံစေတာကတော့ကိုချစ်ရတဲ့သူတွေစီကတန်ဖိုးထားကျူးဆိုင်မှုတွေပါပဲဒါပေမဲ့စိတ်လှုပ်ရှားစရာအခိုက်အတန့်တွေကဒီမှာနေရက်တက်မသွားဘူးပန်းရောင်ကတော့ဒီနှစ် Valentine's Day လေးမှာစိတ်ကူထားတဲ့အမတ်တရားလက်ဆောင်လေးကို Wave Pay နဲ့အဆင်ပြေပြေဝယ်ပြီးတော့ပါပြီပရိသတ်ကြီးရော Valentine's Day လေးအတွက်အမတ်တရားလက်ဆောင်လေးတွေကို Wave Pay ကနေဘယ်လိုဝယ်ပြလဲဆိုတာကိုဒီဗီဒီယိုလေးရဲ့အောက်မှာ sharing လုပ်သွားကြပါအောင်နော်